နိုင်မှုမပြောနဲ့မင်းတို့ငါတို့9,000မသွင်းနိုင်ဘူးဘဝမှာနိုင်မှုမပြောနဲ့9,000မသွင်းဘူးမင်းတို့ကငါတို့အဲ့လိုမျိုးပြန်အနေထားကိုခေါင်းနဲ့လှုပ်ပလိုက်နေတာပြည်သူများလုံးပဲမင်္ဂလာပါဆော့ကာ5ကျော်ကနေပဲကြိုးဆိုပါတယ်ကျွန်တော်အခုနေပြီးတော့ရောက်နေရပါတော့ဒါပေမဲ့လည်းမြန်မာလေးစင်ပွဲကိုကျွန်တော်မနာမနေကျွန်တော်စောင့်ကြည့်အားပေးခဲ့တယ်ပထမပိုင်းတုန်းကလည်းကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့မြန်မာအသင်းရဲ့ကစားပုံကဒီပွဲမှာမကောင်းဘူးလားလို့မင်းတော့အဲ့လိုလည်းမဟုတ်ဘူးဗျနော်ကျွန်တော်တို့ထိုင်းအောင်သူ့မြေသူ့ရေမှာသူတင်ကိုယ်တင်ကစားနိုင်ခဲ့တယ်ဒီအတွက်ကျွန်တော် appreciate ဖြစ်ရဆိုတော့ဒီပွဲစဉ်ကိုကျွန်တော်တို့2စီးနဲ့ရှုံးသွားတဲ့ပွဲစဉ်ကိုသုံးသပ်မယ်ဆိုရင်တော့နှစ်ပိုင်းတော့ခွဲပြောရမယ်ဗျမပြောလို့မရအောင်ပထမတစ်ပိုင်းကမြန်မာအသင်းရဲ့အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကိုကျွန်တော် appreciate လုပ်အောင်မယ်ဒုတိယတစ်ပိုင်းကကျတော့နီးဗျူဟာပိုင်းချင်းကပ်မှုနဲ့နိုင်မွေးတစ်ပွဲကိုဘလို့ပုံဖော်ရင်အဆင်ပြေနိုင်လဲဆိုတဲ့တွက်ဆနိုင်မှုပေါ့ခါလေးကျရင်ကျွန်တော်ငယ်တုန်းကအတန်းနေထဲမှာရှိတယ်ချိုးတငယ်ချင်းတွေကအဖြေကိုစောစောရသွားတယ်ကျွန်တော်တို့အဖြေမရသေးဘူးတစ်လေနေတော့ဗျာဒါပေမဲ့သူတို့ရသွားတဲ့အဖြေကိုပြန်ကြည့်တဲ့အခါမှာကျွန်တော်နားမလဲဘူးကျွန်တော်နားလဲနိုင်စွမ်းရှိတဲ့ solution နဲ့သူတို့တွက်သွားတာမဟုတ်ဘူးဘယ်လိုပြောမလဲဗျာအထူးထုတ်တွေပေါ့အဆင့်ကျော်နေတယ်ကျွန်တော်နားမလဲကျွန်တော် step by step ပဲနားလေတာသူကအဆင့်ကျော်နေအထူးထုတ်တွေကျွန်တော်တို့ကတင်ယုံညွှန်းနှံ့နေပေါ့ဗျာသူတို့ကအထူးထုတ်တွေသူတို့တွက်ချက်ထားတာအဖြေစောစောစီးရပါကျွန်တော်နားမလဲကျွန်တော်တို့က step by step တင်မှာနားလေတယ်အဲ့လိုပုံစံမျိုးဖြစ်နေတယ်ထိုင်းနဲ့ကျွန်တော်တို့ကတင်ယုံညွှန်းနှံ့နဲ့အထူးထုတ်နဲ့အဲ့လိုပုံစံမျိုးဖြစ်နေတယ်ထိုင်းကဒီပွဲကိုမကောင်းဒါပေမဲ့နိုင်အောင်ကစားသွားတယ် result ထွက်သွားတယ်မြန်မာကဒီပွဲကိုကောင်းတယ်ဒါပေမဲ့ရှုံးသွားတယ် result မထွက်ဘူးဆိုတော့ကျွန်တော်တို့အဲ့လိုပုံစံမျိုးဖြစ်နေတာဆိုတော့ဒါကတော့ကျွန်တော်တို့ဘာကြောင့်ညာကြောင့်ရလို့တော့အပြစ်မတင်တော့ဘူးဗျာဖြစ်နေတဲ့ reality ကိုပဲကျွန်တော်ထောက်ပြတာနောက်တစ်ခုကကျွန်တော်တို့ကထိုင်းကိုမနိုင်တဲ့နှစ်ပေါင်း40တွေ50တွေရှောက်ပြောနေတာမနိုင်တဲ့အဆင့်ကိုရှောက်ပြောမနေနဲ့ဒီအာဆီယံချန်ပီယံရှစ်မှာကျွန်တော်2009အာဆီယံချန်ပီယံရှစ်ထိုင်းနဲ့နောက်ဆုံး1-1တေးကြပြီးနောက်ပိုင်း2012ကစလို့ထိုင်းကိုနိုင်ဖို့မပြောနဲ့တည်ရဖို့တော့မှတမတ်မှမရခဲ့ဘူးဒါအပြင်ဗျာရုပ်စွာအစုံတကူးတော့မရဘူးထိုင်းအောင်အခုလည်းတကူးမှမရဘူးထိုင်းအောင်ထိုင်းကမြန်မာအောင်တိလားအဲ့ဟိုအင်ရှိကိုခွေးချီခုံလေးအောက်လေးမှာနေပါဆိုပြီးတော့တွားပြောတဲ့ပုံစံမျိုးဖြစ်တယ်မင်းတို့ကအဲ့မှာနိုင်မှုမပြောနဲ့မင်းတို့ငါတို့9,000မသွင်းနိုင်ဘူးဘဝမှာနိုင်မှုမပြောနဲ့9,000မသွင်းဘူးမင်းတို့ကငါတို့အဲ့လိုမျိုးပြန်အနေထားကိုခေါင်းနဲ့လှုပ်ပလိုက်နေတာဒါကတော့ reality တွေကျွန်တော်မပြောလို့နဲ့ကျွန်တော်ဟုတ်တယ်ကျွန်တော်နိုင်မှုမပြောနဲ့ဗမာလည်းတည်ဗမာလည်းကျွန်တော်တွင်ကိုတကူးမှတော့မသွင်းနိုင်ဘူးကျွန်တော်တို့က2012ကစလို့ဆိုတော့ဒီအစင်လိုက်ရဲ့ကြောက်စရာကြီးထိုင်းနေကျွန်တော်တို့ကမောဖတ်ထားတာလားဘာတွေလောက်ထားမှလည်းမသိဘူးဒါပေမဲ့ကျွန်တော်တို့ထိုင်းနဲ့ကန်လိုက်တယ်ကျွန်တော်ကအကွဲပြင်းနဲ့ရှုံးပြီးတော့ပြန်လာတာပဲเนาะနောက်ဆုံးထိုင်းကစောက်သုံးမကြဘူးဆိုရင်တော့မှထိုင်းအဖြေထွက်တယ်ကျွန်တော်တို့ကစောက်သုံးကြရင်တော့မှအဲ့ step by step နဲ့ကျွန်တော်တစ်လေနေเนาะတွားကြည့်လိုက်ရင်လည်းသူ့ပုတ်ဆောင်ကြောင့်နားမလဲဘူးအဆင့်နေကြော်ပြီးတွက်ထားကျွန်တော်လိုက်လို့မှတ်မိဘူးကျွန်တော်ပုတ်စာတွက်ကြည့်လိုက်ကျွန်တော်ကစာမေးပွဲကအချိန်သာပြီးသွားကျွန်တော် step by step တွက်လို့မပြီးဘူးအဲ့လိုဖြစ်နေအဲ့တော့ဘာဖြစ်ဒါတစ်ပိုင်းခုနကကျွန်တော်ပြောတယ်နှစ်ပိုင်းကိုပြောချင်တာဒါတစ်ပိုင်းနောက်တစ်ပိုင်းကဒီကနေ့ပွဲမှာကျွန်တော်မြန်မာကစားသမားတွေသူတို့မှရှိတာထက်ပိုပြီးတော့100%ကို200%ပေးဆက်ကစားတော့ကျွန်တော်မြင်ရတယ်အဲ့အတွက်ကျေနပ်တယ်ထိုင်းရောက်မြန်မာတွေကွင်းထဲထိလာပေးတယ်မိုးတဲ့ရေထဲမှာတကယ်ကိုကျေနပ်တယ်မြန်မာအသင်းထိုင်းကိုအ ਨੇ ဆုံးတော့မလွယ်ဘူးဆိုတာကိုနားလေသွားစီခဲ့တယ်နော်ထိုင်းမြန်မာကိုလွယ်လွယ်နဲ့နိုင်သွားတာမဟုတ်ဒီပွဲမြန်မာထိုင်းကိုတိုက်တဲ့အလုံးတွေကကြောက်ဖို့ကောင်းတယ်ဒါကိုတော့ကျွန်တော် appreciate ဖြစ်ရမယ်မြန်မာထိုင်းကိုလုံးဝအဖန်ခိနဲ့ပြန်လာတာမဟုတ်ဘူးထိုင်းကိုကျွန်တော်တိုက်နိုင်ခဲ့တယ်နော်ဒါနီးပြရက်ပိုင်းလေးနဲ့အာဆီယံချန်ပီယံရှစ်ကိုကျွန်တော်ဝင်ပြိုင်တာဒီနီးပြကိုသာကျွန်တော်တို့ကလပိုင်းနှစ်ပိုင်းကျွန်တော်တို့ပိုင်ဆိုင်ထားခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ tactical plan တွေကျွန်တော်ရဲ့ strategy plan တွေကဒီထက်ပိုပြီးအားကောင်းလာမယ်ကျွန်တော်ကစားသမားတွေရဲ့ဒီနီးပြနဲ့ connection chemistry မျိုးပိုပြီးအားကောင်းလာမယ်လို့ကျွန်တော်ယုံကြည်တယ်ဒီအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာအခုထိုင်းကိုရှုံးသွားတာလက်မခံခြင်းတော့လည်းပဲကျွန်တော်ကျင့်နေရမယ်အပြစ်မြင်ရမယ်အပိုင်းမဟုတ်ဘူးဒါကျွန်တော်ပြောချင်တဲ့ tactical အပိုင်းတော့ကျွန်တော်နီးပြနဲ့ကျွန်တော်ခုမှရပ်ပိုင်းပဲရှိသေးတယ်ကျွန်တော်ကစားသမားတွေပေးဆက်ကစားနိုင်ဆိုတော့ကျွန်တော်မြင်ရတယ်နော်လူဆုံမဲ့ဆိုရင်ကျွန်တော်ဒီတဲ့ပူကစားနိုင်တယ်ဒါကိုကျွန်တော်လက်ခံမယ်
ဒါကတစ်ပိုင်းဒီဘက်တစ်ပိုင်းကကြတော့ကျွန်တော်ကကန်ကြမာတွေနော်ကျွန်တော်တို့ဟိုဇာတာတွေနော်ဇာတာကွင်တွေပေါ့မမြင်ရတဲ့ပိုင်းထိုင်းကဘလို့ကန်ထက်မြန်မာအောင်နိုင်နေတာတွေမြန်မာထိုင်းကိုနိုင်ဖို့ပြောနေဂိုးတော်မသွင်းဘူးတော့တာတွေဒါတွေကိုကျွန်တော်ကဒါပြန်ပြောတာဒါကတစ်ပိုင်းဒီဘက်တစ်ပိုင်းမှာကျွန်တော်အားရစရာပြန်ရှိတယ်ဟုတ်လားခစ်တီကအစစ်စစ်ပြောင်းသွားတာတဖြည်းဖြည်းနဲ့ကျွန်တော်ကဟိုဒီတိုင်းပဲဖြစ်နေမှာမဟုတ်ဘူးကျွန်တော်တို့သာစူးစမ်းမယ်ဆိုဘာမှမဆိုဖြစ်လာတယ်သို့တော့အချိန်တစ်ခုတော့လိုတာပေါ့အဲ့အတွက်ဒီနေ့ပဲရောက်လာပြီဒီအစုအဖွဲ့နဲ့ကျွန်တော်နောက်နှစ်စီဂိမ်းနောက်တစ်နှစ်အာဆီယံချန်ပီယံရှစ်ကျွန်တော်အကောင်းဆုံးပြန်လာနိုင်တယ်ဟုတ်လားအဲ့တော့လက်ရှိဒါထိုင်းအသင်းကမြန်မာကိုဟိုပြောရင်6 pick တဲလဲစီနိုင်သွားတာမဟုတ်ဘူးကျွန်တော်တို့ကလည်းဆုံးမြုပ်ပြီးပြန်လာတာမဟုတ်ဘူးအဲ့အတွက်ဂျင်းနဲ့တယ်သူတို့တွင်းသွားတဲ့နှစ်ကိုကလည်း penalty တွင်းကိုတွေသာဖြစ်တယ်မြန်မာကို open play နဲ့ဆော့သွားတာမဟုတ်ဘူးဒီအတွက်ကျွန်တော်တို့မှာ positive fight တွေအများကြီးရှိတယ်ကျွန်တော်တို့အတွက်ဒါမျှော်လင့်ချက်တွေအများကြီးရှိတယ်အားရဂျင်းနဲ့တယ်လို့တော့မဟုတ်ဘူးဆိုပေမဲ့စိတ်ပြက်ပွေတော့ကောင်းတဲ့အနေထားတော့မဟုတ်ဘူးလူဆိုရင်ကျွန်တော်ဒီတက်ပို့ပြီးတော့ကစားနိုင်တယ်ပြီးတော့ထိုင်းအသင်းရဲ့ကျွန်တော်အားနည်းချက်တွေအားသာချက်တွေကျွန်တော်တို့ရဲ့အားသာချက်တွေအားနည်းချက်တွေဒီဘက်မှာပိုပြီးမြင်တွေ့ခဲ့တယ်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ပုံမြင်လာတယ်အဲ့ဒါကို supporting ပေးဖို့နဲ့တသွေးမတိန်လိုက်လို့ဖို့ပဲလိုတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဒီကနေ့မြန်မာနဲ့ထိုင်းပွဲမှာကျွန်တော်တို့ချို့ရှုံးနေသွားတယ်ဆိုပေမဲ့အပေါင်းလက္ခဏာဆောင်တဲ့ပုံရိပ်တွေများစွာမြင်တွေ့ခဲ့ရတယ်လို့ပဲကျွန်တော်တို့သုံးသပ်ချင်ပါတယ်ဟုတ်ကဲ့ပါ